လူအတော်များများကငွေကြေးချမ်းသာဖို့ဆိုရင်အလုပ်တွေကိုအတင်းစူးစမ်းလုပ်ပြီးဝင်ငွေတိုးအောင်လုပ်ဖို့ပဲစဉ်းစားကြပါတယ်။ဒါပေမဲ့တကယ်ချမ်းသာတဲ့လူနဲ့မချမ်းသာတဲ့သူရဲ့အကြီးမားဆုံးကွာခြားချက်ကငွေကြေးပမာဏမဟုတ်ပါဘူး။အတွင်းစိတ်နဲ့အတွေးခေါ်ပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ဘဝတွေမိတ်ဆွေတို့ဘဝတွေမှာငွေကြေးဆိုင်ရာအမြင်ကိုလုံးဝပြောင်းလဲစေမဲ့အဖိုးရန်စိတ်ပညာ၅ခုကိုမျှဝေပေးသွားမှာမို့အစိုးရကြည့်ပေးကြပါဦးခင်ဗျာဒီနေရာမှာ Morgan House ရဲ့နာမည်ကြီး Psychology of Money စာအုပ်ထဲကအနှစ်သက်ဆုံးစာသားလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ပတ်စံကလူတွေကိုမပြောင်းလဲစေပါဘူးသူတို့မှာရှိရဲ့ရှင်းစွဲရှိနေတဲ့အကျင့်ဆက်တွေကိုပိုပြီးပေါ်လွင်အောင်ဖွင့်ချပေးလိုက်တာပဲဖြစ်ပါတယ်ဆိုလိုတာကကျွန်တော်တို့မှာငွေနဲ့ပတ်သက်တဲ့အတွေးကိုအကျင့်စိုးတွေရှိနေပတ်စံဘလောက်ပဲရအဲ့ဒီအကျင့်စိုးတွေကကိုယ့်ကိုပဲပိုပြီးဒုက္ခပေးသွားမှာဖြစ်ပါတယ်ပထမဆုံးမိကွန်းတစ်ခုမေးပြစေလူအများစုကနေတိုင်းအလုပ်တွေရုန်းကန်လှုပ်ရှားနေပြီမဲ့ဘာလို့ငွေမစုမိပဲအမြဲတမ်းပတ်စံပြတ်နေရလဲပတ်စံလိုချင်တယ်ဒါကြောင့်အလုပ်ပို့လုပ်တယ်ဝင်ငွေပိုးရလာတော့ပိုပြီးသုံးဆွဲလာတယ်နောက်ဆုံးဘာမှမကြံပဲတုံညပြန်ရောက်သွားတယ်ပြီးရင်ပတ်စံထက်လိုချင်လို့အလုပ်ထက်လုပ်တယ်ဒီလိုနဲ့တန်တရားလဲနေရပါပြဿနာကဝင်ငွေနေတာမဟုတ်ပါဘူးငွေနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့အပြုမှုမပြောင်းလဲသေးလို့ဖြစ်ပါတယ်ဘာလို့အပြုမှုတွေကမပြောင်းလဲရလဲဆိုရင်ကျွန်တော်တို့ဟာငွေနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချတဲ့အခါမှာအကျိုးကြောင့်စီလျော်မှုတဲ့စိတ်ခံစားချက်တွေကိုဦးစားပေးကြလို့ပဲဖြစ်ပါတယ်ဝယ်ခြင်းနဲ့စိတ်ခံစားချက်ဖြစ်လာတယ်ချက်ချင်းဝယ်လိုက်တယ်ခဏတာကျင်းနေတယ်နောက်မှနောက်လာရတယ်အမှန်တော့ကျွန်တော်တို့ဟာပစ္စည်းတစ်ခုကိုတန်လို့ဒါမှမဟုတ်တကယ်လိုအပ်လို့ဝယ်တာတဲ့လူအများအလယ်မှာကြွားခြင်းဝါခြင်းနဲ့စိတ်ကြောင့်ဂုံအစင်တန်းကြောင့်စိန်ခံခြင်းနဲ့စိတ်ကြောင့်တမန်နောက်ကျကြံခံမှာကြောင့်စသဖြင့်ဒီလိုကြောက်စိတ်တွေကြောင့်ဒါမှမဟုတ်ဒီပစ္စည်းကကိုယ့်ဘဝကိုပိုကောင်းစေမယ်ဆိုတဲ့မျှော်လင့်ချက်ကြောင့်မစင်မကျင်ဝယ်မိတတ်ကြပါတယ်နံပါတ်1ဒါဆိုရင်နံပါတ်1 lesson မှာစလိုက်ကြရအောင်ပထမဆုံးအရေးကြီးဆုံးသင်ခန်းစာက where is not equal to income ချမ်းသာကြွယ်ဝခြင်းဆိုတာဝင်ငွေများခြင်းမဟုတ်ပါဘူးလူတော်များများကတစ်လကိုသိရချီဝင်ရင်ချမ်းသာတယ်လို့ထင်ကြပါတယ်တကယ်တော့ဘလောက်ပဲဝင်ငွေရှိသမျှအကုန်သုံးပြီးရင်ဒါကချမ်းသာမှုလုံးဝမရှိတာပါတကယ်ကြွယ်ဝချမ်းသာမှုဆိုတာကကိုယ်ဝင်ငွေတွေကစုဆောင်းပြီးရင်းနှီးမြှုပ်နှံမှုတွေအဖြစ်ပြောင်းလဲလိုက်လို့ကိုယ့်လက်ထဲမှာကျန်ရှိနေတဲ့ asset ပိုင်ဆိုင်မှုတွေများပြားတာကိုပဲဆိုလိုတာဖြစ်ပါတယ်ဒုတိယသင်ခန်းစာအနေနဲ့ freedom is greater than luxury လွတ်လပ်မှုဟာစင်ခံမှုထက်ပိုပြီးတန်ဖိုးရှိရဆိုတာပါကျွန်တော်တို့ပတ်စံရှာတဲ့အခါပထမအဆင့်ကတော့ငွေကြေးရရှိဖို့ပါဒါပေမဲ့တကယ်ရလာတဲ့ပတ်စံကိုစိတ်ခံပစ္စည်းတွေဝယ်ပြီးဖြုံးပြမဲ့စားကိုယ့်အချိန်ကိုကိုယ်တိုင်ပြန်လဲစုမှုနိုင်တဲ့ရှိတဲ့ time freedom အဖြစ်ပြောင်းလဲရပါမယ်အဲ့ဒီမှာတစ်စင်ဘယ်သူမျက်နှာမှကြည့်စရာမလိုတဲ့ကိုလုတ်ချင်းတဲ့အလုပ်တွေကိုလွတ်လပ်စွာရွေးချယ်လုပ်ကိုင်နိုင်မယ်ကိုယ့်ရဲ့ဘဝကလည်းလွတ်လပ်စွာသွားလာနိုင်မယ်ပတ်စံရဲ့အကြီးမားဆုံးတန်ဖိုးကကားတွေအိမ်တွေဝယ်နိုင်ဖို့တဲ့ကိုယ့်ဘဝကိုကိုယ်စိတ်ကြံရွေးချယ်နိုင်မှုပဲဖြစ်ပါတယ်တတိယသင်ခန်းစာ compound effect ကျွန်တော်တို့တွေကတရက်ကို 1% စီပဲပုံမှန်တိုးတက်အောင်ကြိုးစားသွားမယ်ဆိုရင်ရေရှည်မှာမယုံနိုင်စရာကွာခြားချက်ကြီးဖြစ်လာမှာပါငွေကြေးဆိုတာတညာတဲ့နဲ့ကျွန်တော်ကြီးပွားချမ်းသာသွားမှာမဟုတ်ပါဘူးနေ့စဉ်ပြုလုပ်သွားမယ်သိငယ်တဲ့စုဆောင်ခြင်းရင်းနှီးမြှုပ်နှံခြင်းအလေးထားလေးရပဲနှစ်တွေကြာလာတဲ့အခါတောင်ပုံရဖို့ကျွန်တော်တို့အကျိုးဝချမ်းသာမှုဖြစ်ဥပြောင်းပေးသွားမှာဖြစ်ပါတယ်တကယ်တော့ပုံမှန်လုပ်ဖို့ပဲလိုအပ်တာပါကျွန်တော်တို့ဘယ်သူမှအနာဂတ်ကိုကြိုမသိနိုင်ပါဘူးဒါကြောင့်မို့လို့အနာဂတ်ကအမြဲတမ်းမရရတဲ့အတွက်ကျွန်တော်တို့ဘက်ကကြိုတင်ပြင်ဆင်မှု၃ခုအမြဲရှိရပါမယ်ပထမတစ်ခုကအရေးပေါ်သုံးဖို့ emergency fund ဒုတိယကဆုံးရှုံးနိုင်ခြင်းကိုလျှော့ချဖို့နေရာဆုံးခွဲဝေပြီးမှရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ပါတယ်တတိယကတော့မိမိဘက်ကမှားယွင်းမှုတွေရှိခဲ့ရင်တော့ကျွန်တော်တို့တွေကမှားယွင်းမှုတွေရှိခဲ့ရင်တော့ခံနိုင်ရှိစေမဲ့ငွေကြေးအပူအရန်အနေနဲ့ထားရှိရမှာပဲဖြစ်ပါတယ်နောက်ဆုံးသင်ခန်းစာနောက်ဆုံး lesson 5ကတော့လုံလောက်မှုကိုကျွန်တော်တို့လောဘပါတော့ကိုလောဘကိုကျွန်တော်တို့သိရမယ်ကိုလောဘနောက်ကိုထပ်လိုချင်သေးတယ်ထပ်လိုချင်သေးရဆိုပြီးအဆုံးမရှိပဲနဲ့လိုက်နေသေးဘယ်တော့မှ
တကယ်အေးချမ်းမှုကိုရမှာမဟုတ်ပါဘူးအမှန်ကတော့ကျွန်တော်တို့ရဲ့လောဘဟာဝင်ငွေတိုးတာတဲ့ပုံမြန်တတ်ပါတယ်ဒါကြောင့်ကိုယ့်ဘဝအတွက်ဘယ်အတိုင်းတာကလုံလောက်ပြီလဲဆိုတာတိကျကျသတ်မှတ်ပြီးစိတ်ကိုထိန်းချုပ်နိုင်တဲ့သူဟာတကယ်လက်တွေ့ဘဝမှာအလွတ်လက်ဆုံးနဲ့အစွမ်းထက်ဆုံးလူဖြစ်လာပါလိမ့်မယ်နံပါတ်1ချမ်းသာတယ်ဆိုတာကိုယ်ပိုင်ဆိုင်တဲ့ asset တွေများတာပဲဖြစ်ပါတယ်နံပါတ်2 freedom is greater than luxury အချိန်နဲ့ဘဝလွတ်လပ်ခွင့်ကစိန်ခံမှုထက်ပိုတန်မှုရှိပါတယ် common effect တင်းငယ်တဲ့အလေးကျင့်လေးတွေကပဲကျွန်တော်တို့ဘဝတွေကိုကွာခြားသွားစေတာပါနံပါတ်4အရေးပေါ်ရန်ပုံငွေနဲ့ကြိုတင်ပြင်ဆင်ထားတဲ့ငွေတွေကိုထားရှိရပါမယ်နံပါတ်5ကျွန်တော်တို့ကိုလောဘကိုတတ်ရမယ်ကိုလောဘကိုထိန်းချုပ်ရမယ်မိတ်ဆွေတို့ဒီသင်ခန်းစာ5ခုရဲ့ကကိုဘွားကိုအပြောင်းလဲဆုံးသင်ခန်းစာကဘယ်တစ်ခုဖြစ်မလဲကွန်မန့်မှာရေးသားခဲ့ပါဦးနောက်ပိုင်းမှာ business နဲ့ပတ်သက်တာတွေ AI နဲ့ပတ်သက်တာတွေဒီပစ္စံနဲ့ငွေကြေးနဲ့ပတ်သက်တာတွေကိုအစစ်စစ်မပြတ်တင်ဆက်ပေးသွားမှာကို follow လုပ်ထားပေးပါဒါမှမဟုတ် subscribe လုပ်ထားပေးပါအားလုံးပဲပျော်ရွှင်ချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။